ဘောလုံးလောကမှာလူတိုင်းဟာအောင်မြင်တဲ့အချိန်ကိုပဲမြင်ကြပါတယ်။ဒါပေမဲ့လူတစ်ယောက်အဲ့ဒီနေရာရောက်တော့ဘလောက်အထိဝေဖန်ခံခဲ့ရလဲဆိုတာကိုတော့လူအများစုမသိကြပါဘူး။ဒီနေ့ပြောပြမယ့်ဇာတ်လမ်းကရွှေဘောလုံးဆုရှင်တစ်ယောက်ရဲ့ဇာတ်လမ်းမဟုတ်ပါဘူး။ဒါဟာတစ်ချိန်ကအဆိုးရွားဆုံးခေါ်ယူမှုလို့အပြောခံရတဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းပါ။သူ့နာမည်ကတော့လူကာမော်ဒရစ်ပါ။2012ခုနှစ်မှာမော်ဒရစ်ကတော့တင်ဟမ်ကနေရီယယ်မက်ဒရစ်ကိုရောက်လာခဲ့ပါတယ်။လူတိုင်းထင်ခဲ့ကြတာကသူဟာရီယယ်ကွင်းလေကိုချက်ချင်းပြောင်းလဲပေးမဲ့ကစားသမားတစ်ယောက်ဖြစ်လာမယ်လို့ပါ။ဒါပေမဲ့တကယ်အဖြစ်မှန်ကအဲ့လိုမဟုတ်ခဲ့ပါဘူး။ပထမရာသီမှာမော်ဒရစ်ဟာရုံးကန်နေရပါတယ်။ဘာနေဗျူကွင်းနေမှာသူ့ရဲ့ကစားပုံတွေကမျောလင့်ထားသလိုမကောင်းခဲ့ပါဘူး။ဝေဘန်မှုတွေကလည်းနေ့တိုင်းလိုထွတ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာစပိန်မီဒီယာမာကာကတော့ပရိသတ်တွေရွေးချယ်တဲ့2012ရဲ့အစိုးရဆုံးခေါ်ယူမှုအဖြစ်သတ်မှတ်ဖော်ပြခဲ့ပါတယ်။လူတော်တော်များများကသူကြရှုံးသွားပြီလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့လူအိုင်းတန်တရားဝင်နေတဲ့အချိန်မှာနီးပြမော်ရီညိုကတော့မော်ဒရစ်ကိုယုံကြည်နေခဲ့ပါတယ်။မော်ရီညိုကသူ့ကိုအချိန်ပေးပါတနေ့ကျရင်ခမများတို့သူ့ဘောလုံးကိုချစ်သွားပါလိမ့်မယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီစကားဟာနောက်ပိုင်းမှာအမှန်တရားဖြစ်လာခဲ့ပါတယ်။အချိန်ကြီးကြာလာတာနဲ့အမျှမော်ဒရစ်ဟာရီယယ်မက်ဒရစ်ရဲ့နှလုံးသားဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ passing, vision, ball control အဲ့ဒါတွေကဘောလုံးကိုအနုပညာတစ်ခုလိုဖြစ်စေခဲ့ပါတယ်။ Champions League ဖလားတွေ La Liga ဖလားတွေအောင်မြင်မှုတိုင်းရဲ့အလယ်မှာမော်ဒရစ်ရှိနေခဲ့ပါတယ်။ပြီးတော့2018ခုနှစ်မှာတော့သူဟာရွှေဘောလုံးဆုကိုရရှိခဲ့ပါတယ်။မက်ဆီနဲ့ရိုနယ်ဒိုတို့နှစ်ပေါင်းများစွာအုပ်စိုးထားတဲ့ခေတ်ကြားတွေကသူ့နာမည်ကိုရေးထိုးနိုင်ခဲ့တာပါ။အခုအချိန်မှာတော့တစ်ချိန်ကအဆိုးရွားဆုံးခေါ်ယူမှုလို့အပြောခံရတဲ့ကစားသမားဟာရီယယ်မက်ဒရစ်တမိုင်းရဲ့အကြီးကျယ်ဆုံးလက်ခံနေသေးကတယောက်ဖြစ်နေပါပြီ။တခါတလေမှာလူတယောက်ရဲ့အစကိုကြည့်ပြီးသူ့ရဲ့အဆုံးသတ်ကိုဆုံးဖြတ်လို့မရပါဘူး။အရှုံးတွေဝေဖန်မှုတွေခက်ခဲမှုတွေအဲ့ဒါတွေကိုကြော်ဖြတ်မှာတကယ်အောင်မြင်မှုဆိုတာရလာတာပါ။ဒီလိုဇလန်းတွေကိုစက်တိနားထောင်ခြင်း follow လုပ်ထားဖို့မမေ့ပါနဲ့။